အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဆိုင်ပါဒီနေ့မှာတော့ EJU Japan and the World ရဲ့2024ခုနှစ်မေကွန်တွေကကျောင်းသားတွေအမှားအများဆုံး economics graph မေကွန်ကိုဖြည့်ရှင်းပြသွားမှာဖြစ်ပါတယ်ကျောင်းသားအများစုက geography history စတာတွေကိုအလွတ်ကျက်ပြီးဖြည့်နိုင်ကြတယ်ဒါပေမဲ့ economics ရောက်ရင် graph တွေကြည့်ပြီးဘာရွေးရမှမသိဖြစ်တတ်ကြပါတယ်ပြဿနာက logic ကိုမမိပဲအလွတ်ကျက်သွားလို့ပါပဲဒီနေ့သင်ခန်းစာမှာကျွန်တော်ကအဖြေ ABCD ရွေးပေးအောင်တက်မလုပ်ပါဘူးဒီလိုပုံစံမျိုးနောက်ထပ်ပုံစံပြောင်းပြီးလိုက်ရင်လည်းဖြေနိုင်အောင် economics တယောက်ရဲ့ thinking process ကိုသင်ကြားပေးသွားမှာပါသင်ခန်းစာမစခင်ဒီဗီဒီယိုအတွက်အထူးပြလုပ်ထားတဲ့ economic graph PDF ကိုအောက်က description မှာ download လုပ်ပြီးကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ပါပု္ပ္ပစာကိုမသွားခင်ကျွန်တော်တို့ရဲ့ English textbook စာမျက်နှာ106မှာပါတဲ့အခြေခံသဘောတရားတွေကိုအရင်ရှင်းအောင်ဒါကိုနားမလည်ရင်ရှေ့ဆက်သွားလို့မရပါဘူး supply and demand မှာအရေးကြီးဆုံးက movement versus shift ပါပဲပထမအချက် movement ဆိုတာတော့ကုန်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းပြောင်းသွားတဲ့အခါမှာရှင်စွဲမြင်းချောင်းပေါ်မှာပဲအဆက်ကလေးတွေကရွေ့သွားတာပါမြင်းကအသစ်ဖြစ်မလာပါဘူးဒုတိယအချက်တစ်ခုဖြစ်တဲ့ shift ဒါပေမဲ့ဈေးနှုန်းမဟုတ်တဲ့တခြားအရာတွေဥပမာလူတွေရဲ့ဝင်ငွေ income ခေတ်ရည်စီးကြောင်း trend နည်းပညာ technology ဒါတွေပြောင်းလဲသွားရင်တော့မြင်းချောင်းတစ်ခုလုံးနေရာရွေ့သွားပါတယ်ဒါကို shift ဖြစ်တယ်လို့ခေါ်ပါတယ်ဘယ်လိုချိန်မှာညာဘက်ကိုရွေ့လဲဘယ်လိုချိန်မှာဘယ်ဘက်ကိုရွေ့လဲဆိုတာကို textbook မှာရှင်းပြထားပါတယ်ကဲဒါဆိုလို့ရှိရင်2024ပု္ပ္ပစာ question 4ကိုပြန်ကြည့်မယ်။သူကပါမေးထားလဲဆိုလို့ရှိရင် market က gasoline vehicle market ဆိုတဲ့တက်စီက secret ကိုမေးထားတာပါ။ဖြစ်ရက price of gasoline rises လို့ပြောထားပါတယ်။ဆိုလိုချင်တာကတက်စီဈေးတက်လာတယ်ပေါ့။ဒီနေရာမှာဆက်ဆက်စဉ်းစားရမယ့် concept တစ်ခုရှိတယ်။အဲ့ဒါက complementary goods တွဲဖက်ကုန်စည်ပါပဲ။တွဲဖက်ကုန်စည်ဆိုတာကတော့ coffee နဲ့တကြားကားနဲ့စီလိုမျိုးပါ။သူတို့ကအမြဲတွင်တွဲနေပါတယ်ခွဲလို့မရတဲ့တွက်ဖက်ကုန်စည်တွေဖြစ်ပါတယ် logically စဉ်းစားရမယ်ဆိုလို့ရှိရင်တက်စီဆေးတွေအရန်တက်လာတယ်ဆိုလို့ရှိရင်တက်စီကဝယ်စီးချင်တဲ့စိတ်တွေရှိအောင်မလားမရှိတော့ပါဘူးဒါဆိုလို့ရှိရင် demand လျော့သွားပါမယ်ဒါဆိုလို့ရှိရင်အဖြေရှာကြမယ်ဒီဖြစ်စဉ်မှာ Toyota တို့ Honda တို့ကုမ္ပဏီတွေဖက်ကကားမထုတ်နိုင်တာမဟုတ်ပါဘူး supply ဖက်ကဘာမှမဖြစ်ပါဘူးသုံးစွဲသူ customer တွေဖက်ကတာဝယ်လိုအား demand လျော့ကျသွားတာဖြစ်တဲ့အတွက်ဒါဟာ demand side shock ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် supply ကပြည့်တဲ့ option B နဲ့ D ကိုချက်ချင်းပယ်လိုက်ပါဒါဆိုလို့ရှိရင်ဘာကြမလဲကျန်တာ A နဲ့ C ဖြစ်ပါတယ် demand ကျဆင်းရင် demand curve ကဘယ်ဘက် left shift ကိုရွှေ့ရပါမယ်ဒါဆိုလို့ရှိရင် T0 ကနေ T1 ကိုပြောင်းရမယ် graph C ကိုတစ်ချက်ကြည့်လိုက်ပါမြက်အနက်ကဘက်ဖက်ကိုရွေ့သွားတယ်။ဒါကြောင့် option C ကအဖြေမှန်ဖြစ်ပါတယ်။ဒီပု္ပ္ပစာစာရွက်ပေါ် theory တက်မဟုတ်ပါဘူး။လက်တွေ့ကဘာမှလည်းဖြစ်ပျက်နေတာပါပဲ။လောင်စာဆီစိမ်းနှုန်းတွေမြင့်တက်လာတဲ့အခါဆိုလို့ရှိရင်ရိုးရိုး gasoline ကားတွေရဲ့ demand ကကျဆင်းသွားတယ်။အဲ့ဒီအစား EV ကားတွေ hybrid ကားတွေရဲ့ demand ကမြင့်တက်လာတာကိုတွေ့ရပါမယ်။ဒါက substitute goods ရဲ့သဘောတရားပါ။ EJU မေခွန်းထုတ်သူတွေကတင်ဒီလို market connection ကိုနားလည်လားဆိုတာစစ်ဆေးနေတာဖြစ်ပါတယ်။ဒါကြောင့် somewhere ခန်းထဲမှာဒီလို logic မျိုးနဲ့ဖြေနိုင်မှာအမှတ်ပြရမှာပါ။ဒီနေ့သင်ခန်းစာမှာပါတဲ့ vocabulary တွေဖြစ်တဲ့ substitute goods တို့ complementary goods တို့ elasticity စတာတွေစုစည်းထားတဲ့ EJU economic ချစ်ရှစ်ကို အောက်ပါ link မှာ download ရယူနိုင်ပါတယ်။နောက်တစ်ပတ်မှာတော့ political scienceပု္ပ္ပစာတွေကို economics အမြင်နဲ့ဆက်ရှင်းပြသွားပါမယ်။ C first လောက်ထားပါကျွန်တော်ဒေါက်တာဆိုင်ပါ